လွမ်းပြက်ပြဲအပိုင်း21ခါခွေဘာလို့ဒီလောက်တွန့်ဆုံနေရလဲတို့မနာဘူးလို့ပြောပြီးပြီလေတန်းခတ်မမလေးပြောလာသည်မမလွမ်းကြောင့်ခွန်းစာလေးနှင့်မမလွမ်းလေတိုင်းကိုမထီးရဲ့ဖြစ်နေသည့်ညွန့်လက်ကလေးရပ်တန့်သွားသည်မမလွမ်းကသူ့အပေါ်အယံကာတီးသွားပြီးထင်ပါရဲ့ဘာကိစ္စငိုရတာတော့မင်းတို့ကဘာလို့မမလွမ်းကဘာမှမလုပ်ပါဘူးညှိုးရတာလုံးမိတာပါညှိုးရတာဒီလိုပြန်ပြမရတဲ့အမားကြီးလုံးမိဒီလိုရီဆက်ပြောနေမယ်ဆိုရင်မင်းပြန်တော့ညွှန်းရမမလွမ်းသည်ပြောရင်သူ့အိမ်ကြီးလေးကိုဆွဲတင်ပြီးအနာကိုဖုံးဖို့လုပ်သည်မို့ညှိုးလက်ကလေးကိုအမြန်လှန်ဆွဲဖမ်းကာတားလိုက်ရသည်ပြီးနောက်ကျဆင်းနေသည့်မျက်ရည်တို့ကိုညှိုးကပြားကရာတုပ်လိုက်သည်ညွှန်းတောင်းမှမှာရဲ့ညွန့်ဘာမှမပြောတော့ဘူးနော်စေးလဲတေချာဂယုဆိုင်ထည့်ပေးပါမယ်ညွန့်ကိုမနေပါနဲ့ညွန့်တောင်းဆိုစွာထပ်ပြောပြီးတော့မမလွမ်းကတက်ပြင်းချပြီးဘာမှပြန်မပြောဘဲငြိမ်သက်သွားသည်ဒါကိုကြည့်လျင်မမလွမ်းဟာသူပြောတာကိုလက်ခံနေဆိုတာသိတာတယ်မလားဒီတစ်ချိန်တော့ညွန့်စိတ်တင်းထားပြီးမမလွမ်းအင်ကြီးလေးကိုပြန်ချလိုက်သည်ထိုစဉ်မမလွမ်းရဲ့အသားဖြူဖြူနုနုလေးပေါ်တွင်ရှိနေသောသွေးချောက်နေသောအစင်းချောင်းတို့သည်ညွန့်စိတ်တင်းထားလျက်နှင့်ပင်ရင်ထဲစို့နေရပြန်ပါသည်သို့ပေမဲ့မမလွမ်းကခုနကလိုသူ့ကိုခါတီးစွာပြောလာမှာကိုစိုး၍လက်မတွတ်အောင်ဆေးထည့်ပေးနေမိသည်ညွန့်မသိလေစားသည်မမလွမ်းသည်သူ့ကိုခါတီးလို့ပြောတာမဟုတ်ဘဲညွန့်မျက်ရည်တွေကိုမမြင်ချင်၍ဆိုတာကိုပေါ့မပြီးသေးဘူးလားခဏလေးပါမမလွမ်းပြီးပါတော့မယ်စိတ်မရှိဖြစ်လို့လားညွန့်ကိုမထိစေချင်၍လားညွန့်မသိရကြောင်းခတ်သက်သက်လှုပ်ပေးမိသည်သူ့အပေါ်မမလွမ်းတလောက်ထိခတ်ထန်ထန်မဆက်ဆံဘူးလေဒါပေမဲ့ဒါရီအားလုံးဟာညွန့်အပြစ်ကြောင့်သာဟေတာစကားတွေကြားပြီးရဲ့နောက်မမလွမ်းအနာကိုညွန့်ပြန်လာဖို့တောင်တတိကြောင်ခဲ့သည်ဟေတာစကားတွေကိုညွန့်မယုံကြည်နိုင်တဲ့အထီလေညွန့်သိခဲ့တာကမမလွမ်းကိုဖေဖေကတိတ်ချစ်တာချစ်လွန်းလို့တောင်ညွန့်တို့အိမ်ပေါ်တက်လာချိန်ကညွန့်တို့နဲ့မနေချင်မှဆို၍အိမ်ဖြူလေးကိုမမလွမ်းကိုပေးခဲ့တာဆယ်စုနှစ်တိုင်းတီးခဲ့တဲ့အမှန်တရားကိုအမဟေတာစကားတခွန်းကြောင့်ညွန့်လက်လွတ်စပယ်မယုံချင်ခဲ့ဘူးဒါပေမဲ့ညွန့်သူ့အဖေရှိရာကိုသွားပြီးမေးလိုက်ဖို့လဲတတ်တီမရှိခဲ့ဘူးမာယွင်းစွာမဆွတ်ဆွဲခြင်းမူလေထို့ကြောင့်ညွန့်သူ့အမေကိုပဲမေးဖို့ဖုံးဆက်ခဲ့သည်ထိုအချိန်ကညွန့်သူ့အမေစီကလည်းတိကျတဲ့အဖြေမရခဲ့ပါငယ်ငယ်ကညွန့်မေးတိုင်းဖြေခဲ့သည့်အဖြေများသာရခဲ့သည်ဖေဖေကမမလွမ်းကိုအယမ်းချစ်တယ်ဆိုတဲ့အကြောင်းများကိုပေါ့ဒါပေမဲ့သူ့အမေအတန်များဟာမူမမှန်ပေတခုခုကိုဖုံးကွယ်လိန်ညာဟန်ရှိသည်လေဒီလောက်ဆိုညို့ရဲ့စဉ်းစားဆင်ခြင်ဉာဏ်ကအလုတ်လုခဲ့သည်ဒါကြောင့်လဲမမလွမ်းအနာကိုလာဖို့အချိန်ယူခဲ့ရသည်ဒီလိုမမလွမ်းအရှိမပေါ်လာနိုင်ဖို့ညွန့်အချိန်တစ်ခုထိစူးစမ်းအားတင်းခဲ့ရတာလေမမလွမ်းနေတိုင်းသူ့လွယ်လွယ်မသွားနိုင်ဘူးမမလွမ်းသူ့ကိုမြင်ရင်ပိုပင်မန်းမှသိပေမဲ့မထားသွားနိုင်ဘူးမမလွမ်းသူ့ကိုမုန်းသွားခဲ့ပြီဆိုရင်လည်းအဲ့အမုန်းတွေကိုခံယူရင်းအနားမှာရှိနေပေးခြင်းနဲ့မမလွမ်းရဲ့ဒဏ်ရာတွေကိုညွန့်အချစ်တွေနဲ့ကုသပေးခြင်းနဲ့လीပြီးပြီမလားဖေတော့ပတ်တီလေးစေးပြီးရနဲ့ချက်ချင်းထားရပြီးဆိုဖာအောက်ကစပွဲကိုပြန်ဆင်းတော်သည်မမလွမ်းရဲ့ပါခေါလက်စကျဲတွေကိုဆက်ခေါနေသည့်မမလွမ်းကိုစကားမပြောရဲသေးရမို့ညွန့်လဲဆေးတွေကိုစေးခြင်းနဲ့တေချာပြန်ထည့်ရင်သူ့နေရာသူပြန်သွားထားလိုက်သည်မမလွမ်းကတော့အဲ့အချိန်ကလေးကသူ့ကိုအဖမ်းမလုပ်တော့ပြီညွန့်လဲမမလွမ်းလိုဆိုဖာအောက်မှာထိုင်လိုက်ပေမဲ့မမလွမ်းအနားမှာတော့မဟုတ်မမလွမ်းနဲ့ခက်လန်းလန်းနေရမှာပင်ဖြစ်သည်မမလွမ်းကသူ့ကျဲလေးတွေကိုပဲအာယုံစိုက်ပြီးခောက်နေတော့ညွန့်လဲမမလွမ်းကိုသာငေးဆိုင်ကြည့်နေမိသည်အခုအချိန်မှာမမလွမ်းကိုအနောက်ရှံမပေးခြင်းဘူးလေမမလွမ်းကပင်မနေတဲ့သူမို့ထပ်ပြီးပင်မအောင်မလုပ်ရှင်ပါညွန့်အချစ်တွေနဲ့မမလွမ်းဝေဒနာတွေကိုတဖြည်းဖြည်းကုသပေးဖို့ကြိုးစားမှမှန်ပေမဲ့ဒီနေ့တော့မဟုတ်သေးဘူးလေညနေဆောင်နေပြီမင်းပြန်တော့ညွန့်ရမမလွမ်းကိုညွန့်ငေးကြည့်နေမိရာ
အချိန်ဘလောက်ကြာသွားမှန်းတောင်မသိလိုက်ပါမမလွမ်းကတော့ခောက်ဖို့ဝယ်ထားတဲ့ကျဲစားရွက်လေးတွေကကုန်လို့ကျဲလေးတွေတောင်းလို့ပုံနေပြီအမဟေတာလာရင်ညွန့်ပြန်ပါမယ်တကယ်ဆိုဟေတာပြန်လာရင်တောင်ညွန့်ကပြန်ချင်းမှပြန်မဲ့သူလေမောင်တော့မယ်လေဟေတာကညပြန်မလာရင်မဲလည်းဒီညမပြန်ဘူးလားဟုတ်အမဟေတာပြန်မလာရင်ညွန့်ဒီမှာပဲညအိမ်မှာပါလွမ်းရွှဲ့ပြီးပြောလိုက်တော့လဲအတီးပြန်ပြောလာသည်ညွန့်ကြောင့်ခက်ရကြပြီညနေဆောင်နေပြီမို့ပြန်စီခြင်းပြီဟေတာကသူ့မိသားစုကိစ္စကြောင့်ထွက်သွားတာကိုဟေတာမပြောလဲလွမ်းသိသည်လေလွမ်းသိနေကြောင်းပြလျင်သူသွားဖို့ပိုခက်ခဲနေမှာဆိုလို့သာမသိချင်အောင်စောင့်နေခဲ့တာဟေတာထိုအိမ်ကိုသွားရင်အပြန်စောပင်မဲ့တခါတရံလဲနောက်ကျလာသည်ပြန်မလာတဲ့နေ့မျိုးတောင်ရှိသဖြင့်အခုအချိန်လေးကိုကြည့်ခြင်းအပြင်ပြန်လာဖို့နောက်ကျနိုင်တယ်မလားမင်းကိုပြန်တော့လို့ပြောနေရလေညွန့်ရညွန့်မရှိသလိုနေပေးပါမယ်အတန်သေးသေးလေးတောင်မထွက်စေရပါဘူးဒါကြောင့်မို့လို့ညွန့်မနေပါနဲ့နော်မမလွမ်းသည်သူ့ရဲ့ရှုပ်ပွားနေသောလိမ်မောရောင်ဆန်ရွယ်လေးများကိုလက်ဖြင့်ထိုးဖွာလိုက်သည်ဒီအချိန်မှာမပြောသင့်မတွေးသင့်တာသိပေမဲ့မမလွမ်းကဒီအချိန်ထိလှရလွန်းနေသည်လက်မအပြင်လေဘင်းမှာပါပတိအဖွေးသားနဲ့မမလွမ်းရဲ့အလားဟာဘာကြောင့်အရိုင်းဆန်ဆန်လှနေရတာလဲဒါဆိုဒီနေ့ဘီရင်မင်းတီအိမ်ကိုထပ်မလာပါနဲ့မင်းရှိနေရင်စိတ်ပင်ပန်းနေညွှန်ရမင်းစကားလာပြောရင်လည်းစိတ်ပင်ပန်းနေငြိမ်နေပြီးတို့အနာမှာမင်းမရှိသလိုနေလဲစိတ်ပင်ပန်းတာမို့လို့တို့မျက်စိအောက်ကနေတို့အနာကနေထွက်သွားပြီးပါမမလွမ်းစီကမထင်မှတ်ထားသည့်စကားကြောင့်ညွန့်တကူလုံးတောင့်တင်းသွားသည်မမလွမ်းကသူ့ကိုမမြင်ချင်တော့ဘူးလားသူ့ကြောင့်စိတ်ပင်ပန်းတယ်တဲ့လားအဲ့လိုဖြစ်လို့မရဘူးလေတို့ပြောတာကြားရလားညွန့်မကြောက်မမလွမ်းလက်မခံပေးနိုင်ဘူးမမလွမ်းရှိရနေထွက်သွားပြီးဘဝလုံးဝမဖြစ်နိုင်ဘူးညွန့်မနှက်ဖြန်ကနေစပြီးနေ့ရက်တွေတိုင်းဒီကိုလာမှာမမလွမ်းစီကိုနေ့တိုင်းလာမှာမို့မမလွမ်းပြောတာတွေကိုညွန့်မကြောက်ဘူးညွန့်လေတံတွေကမာနေသည်သို့တော့ဒါကဒေါသကြောင့်မဟုတ်ပဲမမလွမ်းစီကထွက်သွားရမှာကိုကြောက်ရွံ့ရတာဖြစ်သည်ကိုညွန့်သာသိလေသည်ညွန့်ရမင်းမမလွမ်းရဲ့ချုပ်ကိုပိုင်းသည်ပါမျက်နှာပြောင်တိုက်တယ်ဆိုအဆက်မရှိဘူးဆိုတယ်ဆိုပါမမလည်းအနာကမထွက်သွားရဖို့ညွန့်အဆက်မရှိလဲဖြစ်တယ်အချိန်နေနဲ့အချိန်ကာကိုမကြည့်တတ်ဘူးဆိုလဲပြောသမျှခံပါမယ်မမလည်းဝေဒနာတွေကိုကုသပေးဖို့ကြိုးစားမှာကဒီနေ့မဟုတ်ဘူးလို့ပြောခဲ့တာကိုလည်းပြန်ရုပ်သိမ်းကြီးအဲ့လိုပဲပြန်ခေါ်ပေးပါညွန့်အလောက်ထိမခါတိလိုက်ပါနဲ့မမုန်းလိုက်ပါနဲ့မမလန်ဘလောက်ပဲမုံညွန့်ခံယူနိုင်အောင်စူးစမ်းမယ်လို့အားတင်းခဲ့ပေမဲ့တကယ်တမ်းကျညွန့်မလုံနိုင်ဘူးညွန့်နာကျင်နေရှင်နဲ့အယမ်းနာတယ်ညွန့်ပြောရင်မျက်ရည်စာလေးတွေစီကြလာသည်နာကျင်နေတဲ့ရင်ဘတ်လေးကိုညွန့်ဖြစ်ရင်တုံရီသောအတန်လေးနဲ့ပြောပြီးတော့မမလွန်ကမျက်နှာလွှဲသွားသည်ညွန့်ဘယ်တော့ကဒီလောက်ပြော့ညံသွားတာလဲမသိခဲ့ပါကလေးလေးတယောက်လိုမျိုးမမလွန်ကိုငိုပြီးပြောနေမိရလေဒါပေမဲ့မမလွန်နဲ့ပတ်သက်ပြီးတော့သာညွန့်ပြော့ညံတာပါပြီးတော့ကြောက်တာပါဒီမျက်ရည်တွေထဲမှာကြောက်ရွံ့မှုတွေလည်းရောရှက်နေတယ်မလားမမလွန်မကြည့်နိုင်ရင်ပြစ်ပေါက်ချင်တာနဲ့ပြစ်ပေါက်ပါညို့တော့ညို့စကားမဆုံးခင်မျက်နာလေးဆက်ပြင်းဖြစ်သွားသည်အကြောင်းရင်းကမျက်နာအနာတဝါးကိုပြန့်ကျဲလာသည်စက်ကူကျဲလေးတွေကြောင့်ဖြစ်သည်တနည်းအားဖြင့်မမလွန်ပြစ်ပေါက်လိုက်သည့်ကျဲလေးတွေပေါ့ဒါလေးနဲ့ပြစ်ပေါက်တာကအယမ်းညတာလုံးနာမလားမမလွန်အနာမှာညွန့်ကိုထိကိုက်နာခြင်းလောက်တဲ့အထီလုံးလို့ရတဲ့ပစ္စည်းတွေရှိရသားနေကိုမမလွန်ဘာကြောင့်ဒါလေးနဲ့ပြစ်ပေါက်ရလဲမမလွန်အနာမှာရှိရပစ္စည်းတွေထဲမှာတော်ဘာတော့ညွှန်းရရဲ့ချေးစုပြုတ်ပြီးတော့တော်လိုက်ပါတော့တို့အတွက်ခက်ခဲနေတာကိုရောမင်းမမြင်ဘူးလားမမဆန်းငိုနေတာကိုမမလွမ်းစီကငိုတန်းစွန့်နေသည်ဒီစကားလေးကြားတော့မှညွန့်တီရောသည်မင်းကိုဘလို့လုံနာချင်အောင်တို့လုံနိုင်မလဲဘလို့လုံနိုင်မှာလဲလူစိုးကောင်ရဲ့မ
မမလွန်ငိုနေသည်ကိုသိ၍မမလွန်အနာသို့ထသွားဖို့လုပ်သည်ညွှန်းဟာမမလွန်စီကထွက်လာသည့်စကားလေးကြောင့်မထဖြစ်တော့ပါသူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာဘယ်နေရာမှစမှားယွင်းခဲ့သလဲစတွေ့ကြတဲ့ကမှားယွင်းခဲ့ရများလားနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ငယ်ကိုကြည့်ပြီးဟေတာတပြင်းချမိသည်ဟေတာကိုတစ်ချိန်လုံးတောင်းပန်ပါတယ်ဆိုရတဲ့တခုမဲ့တလျှောက်လုံးထိုင်ပြောနေကြရမလားဟေတာမနဲ့နားချပြီးအိတ်ခိုင်းမှအိပ်ပျော်သွားခဲ့ရလေစံရွယ်နုနုလေးတွေကိုပုတ်တက်ပေးနေရကိုဟေတာရက်တန့်လိုက်သည်အပြင်မှာငဲ့အဖေလည်းပြန်ရောက်နေပြီဖြစ်ပြီးဟေတာကိုလည်းစကားပြောခြင်းနေမှအသေးကြငဲ့အမေလည်းဟေတာကိုသူ့သမီးနဲ့ပေးတွေ့လို့အပြောခံနေရပြီလားဆို၍စိတ်ပူမိသည်ဟေတာထားဖို့လို့တော့လက်ကိုတစုံတယောက်စီကအဆွဲခံရ၍ရင်ထဲထိတ်သွားသည်ဒီကလေးဟာမအိပ်သေးဘူးလားမသွားပါနဲ့လေတံတိုးရရလေးထွက်လာပြီးပြော၍ခေါင်းကိုဇက်ကနေလှည့်ကြည့်လိုက်မိသည်ထို့နောက်ဟေတာပင်ပန်းနေသည့်ကြားကပြုံးလိုက်မိသည်ရှောင်းနေရပဲအိမ်မက်ထဲမှာဘသူကိုတားနေလဲတော့မသိပါလေဖြစ်နိုင်ကြီးဟာဟန်လင်းသာဖြစ်နိုင်သည်မလားဟေတာခြေလန်းကိုဖြည်းဖြည်းချင်းလှမ်းရင်းခတ်တူတူဒီအခန်းထဲကထွက်သွားဖို့လုပ်ပေမဲ့ငဲ့စပွဲရှိလေးတွင်ရပ်တန့်မိသွားသည်စပွဲပေါ်မှာထောင်ထားသည့်ငဲ့တက်ပုံလေးတွေဟာများသားလေငယ်ငယ်ကငဲ့စပင်လေးဟာဂုတ်ထောက်သာထိသည့်အထီကိုတိုးသည်လေဒါကိုတွေ့တော့ဟေတာထပ်ပြုံးလိုက်မိသည်စတွေ့ရုံကအချိန်တွေကိုအမတ်ရမိ၍ပေါ့သို့သောပါးပြင်ပေါ်တွင်အပြုံးလေးဟာကြာရှည်မခံပင်ငယ်ဟာဟန်လင်းကြောင့်အရာရာကိုပြောင်းလဲခဲ့တာဒါကိုဟန်လင်းတောင်သိလောက်မယ်မထင်တော့တဲ့ဟေတာတော့တည်သည်ငယ်ကခါဝင်ဝေးရတာလည်းမကြိုက်ဘူးလေပေါ့ပေါ့ပါပါဝစ်စင်ရတာကိုသာကြိုက်မှန်ဟေတာရိမ့်မိခဲ့သည်ကခရီးသွားတဲ့အချိန်တုန်းကဖြစ်သည်ဒါပေမဲ့မိန်းကလေးဆန်ဆန်အလှကြိုက်တတ်တဲ့ဟန်လင်းကြောင့်ငယ်ဟာအရာအလုံးပြောင်းလဲခဲ့တာဒါဟာငယ်နှုတ်ကမပြောတော့လဲဒီတပ်ပုံတွေကိုကြည့်လျင်သိနိုင်သည်ပြီးတော့ဟေတာအတိတ်ကမှတ်ဉဏ်တွေကိုပြန်ရှာလျင်လဲသိနိုင်သည်ဟေတာခံမရလျင်ငယ်ဟာဝစ်လျင်ပေါ့ပါလွယ်ကူလုံးနဲ့တိရှက်လိုအဝယ်စားမျိုးကိုသာကြိုက်မိဟန်ကောင်းကောင်းအနားယူပါကလေးငယ်မပြန်ခင်ငဲကိုတစ်ချက်လက်ကြည့်ပြီးပြောလိုက်သည်ဟေတာလက်ထဲကမိသားစုဓာတ်ပုံလေးကိုလည်းခုံမော်ပြန်ချလိုက်သည်ဒီပုံမှာငဲ့ပုံလေးရဲ့အပြုံးတွေဟာအသက်ဝင်လို့ဟေတာရင်နဲ့စစ်ကနေနာကျင်လာမှုကြောင့်အခန်းထဲကအမြန်ထွက်လာခဲ့သည်အဲ့နေ့ဟန်လင်းရက်လေတဲ့နေ့ကဟေတာစိတ်ဆိုးပြီးငဲကိုမပြောခဲ့တဲ့နာအဲ့ဒါဆိုငဲဒီလောက်ထိခဏရေးကြဆင်းသွားမှာမဟုတ်ဘူးဒါဟာဟေတာအမှားသာဟေတာကြောင့်သာလေ